ဝမှာတခါတရံကိုနှိမ်ပါချိန်မှာအစင်မပြေချိန်တွေမှာအခက်ခဲတွေကြုံတွေ့နေရချိန်တွေမှာကိုအနာကထွက်ခွာသွားသူတွေရှိနေပါလိမ့်မယ်ကိုအနာမှာအကူအညီပေးသူတွေလည်းရှိခြင်းရှိနေပါလိမ့်မယ်အဲ့ဒီလိုအခါမျိုးမှာကိုအနာမှာရှိခြင်းမရှိခြင်းတွေကိုအကူအညီပေးခြင်းမပေးခြင်းတွေပေါ်လိုက်ခံစားမနေပါနဲ့ဒါဟာလောကဓာတ်ရဲ့လှည့်ကွက်တွေဖြစ်သလိုကိုပြုခဲ့တဲ့ကံဒီကကိုအကျိုးပေးခြင်းပါပဲလူတိုင်းမှာသူ့အကြောင်းနဲ့သူရှိနေတတ်သလိုကိုမှလည်းကိုအကြောင်းနဲ့ကိုရှိနေတာပါပဲလူတိုင်းမှာသူ့စိတ်ကြိုက်ရွေးချယ်ပေါင်းသိခွင့်ရှိသလိုကိုမှလည်းကိုစိတ်ကြိုက်ရွေးချယ်ပေါင်းသိခွင့်ရှိပါတယ်ကိုမပေါင်းရကောင်းလားကိုအပေါ်မကောင်းရကောင်းလားရဲ့လို့ဘယ်သူကိုမှအပြစ်တင်တာတွေအပြစ်ပြောတာတွေမလုပ်ပါနဲ့လောကမှာကိုကောင်းမှသာပြန်ကောင်းနိုင်မဲ့သူတွေကြီးမှုကိုဘဝရက်တည်နိုင်အောင်သာအကောင်းဆုံးကြိုးစားပါဘဝကိုကံဉာဏ်ဝိရိယမျှတစွာနဲ့အကောင်းဆုံးတည်ဆောက်ပါအချိန်တစ်ခုရောက်ရင်တော့ကိုဘောကောင်းတဲ့သူတွေရောကိုဘောမကောင်းတဲ့သူတွေရောကိုချစ်တဲ့သူတွေရောကိုမုန်းတဲ့သူတွေရောကိုချစ်ရတဲ့သူတွေရောကိုမုန်းရတဲ့သူတွေရောအားလုံးကိုထားခဲ့ရမှာပါကိုနောက်ပါလာမှာကတော့ကိုပြုခဲ့တဲ့ကုသိုလ်နဲ့အကုသိုလ်တွေပါပဲဒါကြောင့်လူများတွေကကိုအပေါ်ကောင်းခြင်းတွေမကောင်းခြင်းတွေကိုလိုက်ခံစားမနေပါနဲ့တန်တိုင်းသမျှကိုကောင်းနိုင်အောင်သာကြိုးစားပါကိုရဲ့ကောင်းခြင်းတွေမှာလည်းမျှော်လင့်ချက်တွေမပါပါစေနဲ့ကိုဘောမကောင်းတဲ့သူတွေနဲ့ကင်းအောင်နေလိုက်ပါမကင်းနိုင်ရင်လည်းကိုဘက်ကသာကောင်းအောင်ကြိုးစားနေထိုင်ပါကိုဘောကောင်းသူတွေရဲ့ကျေးဇူးတွေကိုလည်းတိတက်ဆက်တက်အောင်ကြိုးစားပါကိုရဲ့စေတနာကောင်းတွေကကိုကောင်းကျိုးတွေပေးပါလိမ့်မယ်သာသနာ့တွင်ဆရာတော်